မိတ်ဆွေတို့ကိုကျွန်တော်မေးခွန်းလေးတစ်ခုမေးခြင်းတယ်ငါမှအခုထိငွေကြေးမပြည့်စုံသေးပါလားငါလိုချင်တာတွေဖြစ်မလာသေးပါလားဆိုပြီးစိတ်မောလူမောဖြစ်နေရတဲ့အချိန်တွေရှိလားကျွန်တော်တို့အားလုံးကြုံမှုကြပါတယ်တခါတလေကြာရင်ကိုကအလုပ်တွေအများကြီးစူးစမ်းနေပေမဲ့ရလက်ကထွက်မလာဘူးငွေကိုလိုက်ရှာလေငွေကကိုယ့်စီကနေထွက်ပြေးလေဖြစ်နေတယ်လို့မျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆရာကြီးပီမိုးနင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်ခရဲကဒီပြဿနာရဲ့အဖြေကိုရှာတွေ့ထားခဲ့ပြီးသားဖြစ်ပါတယ်သူ့ရဲ့နီလန်းကကျွန်တော်တို့ထင်တယ်လို့အလုပ်ကိုဖိလုပ်နေဖို့မဟုတ်ပါဘူးစိတ်ကိုအရင်ပြင်ဆင်ဖို့ပါဒီနေ့မှာတော့ဆရာကြီးပီမိုးနင်းရဲ့ငွေကိုစိတ်နဲ့ဆွဲယူနေဆိုတဲ့လှုပ်ဝက်ချက်လေးကိုကျွန်တော်တို့အတူတူလေ့လာသွားကြပါမယ်အစီအစဉ်လေးကိုဆင်မသွားခင်မှာဒီလိုဘဝအတွက်အကျိုးရှိစေမယ့်စာပေဘူးတုတတွေကိုအမြဲလေ့လာဖတ်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နိုင်ဘူးနော်ကဲဒါဆိုငွေကိုစိတ်နဲ့ဆွဲယူနေဆိုတဲ့လှုပ်ဝက်ချက်လေးကိုစလိုက်ကြရအောင်နံပါတ်1အနှစ်သာရကတော့ယုံကြည်မှုရဲ့စွမ်းအားဖြစ်ပါတယ်ဆရာကြီးကသူ့ရဲ့ master key လို့ခေါ်တဲ့စိတ်ပညာသဘောတရားတစ်ခုကိုကိုးကားပြီးပြောထားတယ်လိုချင်တောင်းတတဲ့အရာတစ်ခုကိုရကိုရမယ်လို့စိတ်ထဲကနေယုံကြည်ခြင်းနဲ့ပုံဖော်ကြည့်လိုက်စမ်းပါအဲ့ဒါမရဘဲကိုမနေနိုင်တော့ဘူးတဲ့ဒါကိုခေတ်စကားနဲ့ပြောရရင်ဆွဲဆောင်ခြင်းနေရာမှာ law of attraction လို့ပြောလို့ရတာပေါ့ဒါပေမဲ့ဒီနေရာမှာလူတော်တော်များများမှားနေတတ်တာတစ်ခုရှိတယ်အဲ့ဒါကတော့လိုချင်လိုက်တာလို့တွေးရုံနဲ့မပြီးဘူးဗျဆရာကြီးပြောချင်တာကရကိုရမယ်ငါအတွက်လမ်းစာနဲ့အလောက်ကင်ခွင်လန်းနေပေါ်လာရမယ်ဆိုတဲ့ယုံကြည်မှုပါဥပမာကိုက online ကနေပစ္စည်းတစ်ခုမှားလိုက်တယ်ဆိုပါစို့ဒီပစ္စည်းရောက်လာပါမလားလို့မိတ်ဆွေတန်ရဝင်နေမှာလားမဝင်ဘူးမလားအော်ဒါတင်ပြီးပြီပဲရောက်ကိုရောက်လာမှာပဲလို့စိတ်ချလက်ချယုံကြည်နေတယ်လို့မျိုးကိုယ့်ရဲ့ရည်မှန်းချက်တွေအပေါ်မှာလည်းအဲ့ဒီလိုစိတ်ချလက်ချယုံကြည်ရမယ်လို့ဆိုလိုတာပါကဲဒါဆိုရင်ကျွန်တော်တို့လက်တွေ့ဘယ်လိုလုပ်ကြမလဲဆရာကြီးပေးထားတဲ့နီလန်းကရိုးရှင်းပေမဲ့အရန်ထိရောက်ပါတယ်ဆရာကြီးပေမိုးနေကပြောတယ်စိတ်ငြိမ်တဲ့အချိန်ကိုလက်အကျော်ချင်တွေကိုလျှော်ပြီးတက်တောင့်တက်တာပက်လက်လန်အိတ်လိုက်ပါတဲ့ဒီနေရာမှာမှတ်ထားရမှာကအန်ကျိပြီးတင်းမာနေလို့မရဘူးလက်သီးစုပ်ထားလို့မရပါဘူးတဲ့တင်းအားတွေအကုန်လျှော့ချလိုက်ပြီးမှငါစီကိုငွေတွေဝင်လာနေပြီအခွင့်အလမ်းတွေရောက်လာနေပြီဆိုပြီးစိတ်နဲ့လှမ်းခေါ်ရမယ်တဲ့ဘာဖြစ်လို့လျှော့ချခိုင်းတာလဲဆိုတော့ကျွန်တော်တို့ကငွေကိုလိုချင်တယ်လို့ပြောလိုက်တိုင်းမှာများသောအားဖြင့်ပူပန်မှုကကပ်ပါလာတတ်တယ်မရှိရင်ဒုက္ခပဲမဖြစ်ရင်ဒုက္ခပဲဆိုတဲ့အကြောက်တရားဝင်လာတတ်တယ်အဲ့ဒီအကြောက်တရားကခန္ဓာကိုယ်ကိုတောင့်တင်းစေတယ်ဆရာကြီးကတော့သတိပေးထားတယ်လက်သီးစုပ်ခြင်းအန်ကျိတ်ခြင်းတင်းခြင်းတောင်ရင်တွေဟာစိတ်ရဲ့တကောအရှိန်ကိုချုပ်ချယ်ထားတာနဲ့တူတယ်တဲ့ဒါကြောင့်မိတ်ဆွေဒီညအိပ်ရန်ဝင်ခံနေကြရင်ဖုံးလေးချပြီးစမ်းကြည့်လိုက်ပါခန္ဓာကိုယ်ကိုပျော့လေးထားပြီးပေါ့ပါနေလိုက်ပါပြီးရင်ပြဿနာတွေကိုခဏမေးပြီးကိုလိုချင်းတဲ့ဘဝပုံစံကိုလိုချင်းတဲ့ငွေကြေးပမာဏရောက်လာတယ်လို့စိတ်ကူးရင်ပြီးပျော်ကြီးအိပ်ပျော်သွားလိုက်ပါအဲ့ဒီစိတ်ချလက်ချအခြေအနေမှာပဲအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်လို့ဆရာကြီးကဆိုပါတယ်ဒါက theory တက်မဟုတ်ပါဘူးဆရာကြီးပီမိုးနင်းကိုယ်တိုင်လက်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေရှိပါတယ်တခါတော့ငါရှားပါတဲ့စာအုပ်တို့ကိုဆရာကြီးကအရန်လိုချင်ခဲ့တယ်ဘယ်မှရှာမတွေ့ဘူးဒါပေမဲ့ငါစီကိုဒီစာအုပ်ရောက်လာမှာပဲဆိုတဲ့စိတ်နဲ့ဆရာကြီးကနေတိုင်းပုံဖော်ခဲ့တယ်နောက်ဆုံးဘာဖြစ်လဲသိလားလုံးဝမထင်မှတ်ထားတဲ့တောရတဲ့အိမ်မှာအဲ့ဒီစာအုပ်ကိုတွားတွေ့ပြီးရခဲ့တယ်တဲ့ဗျာနောက်တစ်ခုဆိုရင်ပိုတောင်ဆမ်းပါသေးတယ်ဆရာကြီးကပုံနှိပ်စစ်တစ်လုံးလိုချင်နေတာဒါပေမဲ့အဲ့ဒီခက်ကစာပုံနှိပ်စစ်ဆိုတာဈေးအရန်ကြီးတော့ဝယ်နိုင်ဖို့မလွယ်ဘူးဒါပေမဲ့ तू လက်မလျှော်ဘူး3လတီငါးစီပါပုံနှိပ်စစ်ကြီးရှိတယ်လို့စိတ်ဆွဲနေခဲ့တယ်အဲ့ဒီလိုယုံကြည်ရင်းနဲ့ပဲတာယာဝတီမျိုးကမိတ်ဆွေတယောက်ကဆရာကြီးရေကျွန်တော်နေပြောင်းတော့မှာမလို့ကျွန်တော်ပုံနှိပ်စစ်ကိုယူထားလိုက်ပါတမ်းမိုးကိုတော့ဖြည်းဖြည်းချင်းပဲဆက်ပါတော့ဆိုပြီးလာအပ်သွားတဲ့တငယ်ချင်းတို့မြင်လားငွေမရှိလို့မရတာမဟုတ်ပါဘူးစိတ်မရှိလို့မရတာပါဆရာကြီးပီမိုးနင်းကကျွန်တော်တို့ကိုဘာမှာခဲ့လဲဆိုတော့ငါမစင်းရနိုင်ဘူးဒီလောကကြီးကစားမကုန်တောက်မကုန်အောင်ကြွယ်ဝတယ်ငါကအဲ့ဒီလောကကြီးရဲ့အမွေခံမဲလို့တွေးပါတဲ့ငွေဝင်လမ်းမရှိသေးလို့စိတ်မပြည့်နဲ့လမ်းပေါက်ဆိုတာပေါ်လာရမယ်ဆိုတဲ့စိတ်ဓာတ်ကိုယ်တာမွေးမြူထားလိုက်ပါလို့ဆရာကြီးကဆိုပါတယ်နောက်အပိုင်းမှာတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုတိတ်တဆိတ်ဖြစ်စည်းနေတဲ့အတွင်းရန်သူအကြောင်းကိုဆက်ပြောပြပါမယ်ကျွန်တော်တို့ရှေ့တစ်ပိုင်းမှာတော့ပြောခဲ့သလိုစိတ်နဲ့အောင်မြင်မှုကိုလှမ်းခေါ်နေရတဲ့လက်တွေမှာဘာမှဖြစ်မလာဘူးဆိုရင်မိတ်ဆွေရဲ့စိတ်ထဲမှာအပေါက်တစ်ခုရှိနေလို့ပါပဲမိတ်ဆွေကရေပုံးထဲကိုရေတွေဖြစ်နေပေမဲ့အောက်ကအပေါက်ကြီးကပွင့်နေတော့ရေတွေကပြန်ထွက်သွားမှာပါဆရာကြီးပေမိုးနင်းကဒီအပေါက်ကိုနာမည်ပေးထားတယ်အဲ့ဒါကတော့အကြောက်တရားပါပဲဆရာကြီးရဲ့စကားနဲ့ပြောရရင်တော့အကြောက်တရားဆိုတာအဆိုးဆုံးသောလက်ဝဲစိတ်ဖြစ်ပြီးကြောက်မက်ဖွယ်အကောင်းဆုံးသောကိုယ်ပိုင်အတွင်းရန်သူဖြစ်တယ်တဲ့ကျွန်တော်တို့လူတွေကထင်ကြတယ်ငါဆင်းရဲမှကြောက်တယ်ငါလုပ်ငန်းကြီးပြုတ်သွားမှကြောက်တယ်လို့တွေးတာဟာကိုကာကွယ်ရရောက်တယ်လို့ထင်ကြတယ်ကြောက်မှပဲကြိုပြင်ဆင်ရမှာပေါ့ဆိုပြီးတွေးတတ်ကြတယ်ဒါပေမဲ့ဆရာကြီးကတော့ခေါင်းခါတယ်သူကဘာပြောလဲဆိုတော့ဆင်းရဲမှကိုကြောက်ရင်ဆင်းရဲလိမ့်မယ်ယောဂရမှကိုကြောက်ရင်ယောဂရလိမ့်မယ်တဲ့ဘာလို့လဲဆိုတော့ကြောက်နေတဲ့ဆိုကြတဲ့ကစိတ်အာရုံကဆင်းရဲခြင်းနဲ့ယောဂပေါ်မှာရောက်နေတယ်မိတ်ဆွေဒီစကားလေးကိုကြားဘူးတယ်မဟုတ်လားစိတ်ဆွဲရင်ဖြစ်တတ်တယ်ဆိုတာအခုမိတ်ဆွေကမလိုချင်တဲ့အရာတွေကိုစိတ်ဆွဲပြီးကြောက်နေတော့အဲ့ဒီမလိုချင်တဲ့အရာတွေကိုပဲကိုယ့်ဘဝထဲဖိတ်ခေါ်သလိုဖြစ်နေပါတယ်
ဥပမာကာယောဂါတွေဖြစ်နေတဲ့အခါမှာကြောက်ရွံအားကြီးတဲ့သူတွေကတခြားသူတွေထက်အရင်ယောဂါရပြီးတည်ဆုံးကြတယ်လို့ဆရာကြီးကထောက်ပြထားတယ်။ဒါကခက်တဲ့စိတ်ပညာအရာကြည့်ရင်လည်းမှန်နေပြန်တယ်။ကြောက်စိတ်များရင်ကိုယ်ကအားကြဆင်းတတ်တယ်မဟုတ်လား။နောက်တစ်ခုကတော်တော်လေးသတိထားစရာကောင်းတယ်။ကျိုးတို့မိဘတွေအိမ်တော်ဦးစီးတွေမှာဖြစ်တတ်တဲ့ပူပန်မှုပါ။ငါမရှိရင်ငါသားသမီးတွေခွေးဖြစ်တော့မှာပဲ။ငါတည်ရင်သူတို့ဘလို့နေကြမလဲဆိုပြီးတွေးတတ်ကြတယ်။ချစ်လို့တွေးတယ်ဆိုပေမဲ့ဆရာကြီးကတော့ဒါကိုတွေးတဲ့အတိုင်းဖြစ်အောင်ကိုပြူစားနေခြင်းဖြစ်တယ်လို့တောင်းတင်စားထားပါတယ်။ငါတည်ရင်ဆိုတဲ့အတွေးကိုထပ်ခါတွေးနေတော့စိတ်ကတေးခြင်းတရားကိုပဲအာရုံရောက်ပြီးတကယ်တော့မတည်ခင်မှာစိတ်ဆင်းရဲမှုဒုက္ခကိုခံစားနေရပြီ။ပြီးတော့အဲ့ဒီအတွေးတွေကကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးတကယ်ပဲအသက်တိုသွားစေနိုင်တယ်လို့သတိပေးထားပါတယ်။တချို့လူတွေဆိုရင်မင်္ဂလာအမင်္ဂလာဆိုတာကိုအယံရွေးပြီးကိုယ်စိတ်နဲ့ကိုခြောက်ချနေတတ်ကြတယ်။မနေ့စောစောအဝက်ကိုခေါင်းပေါ်တင်လာတဲ့အဖွားကြီးကိုတွေ့တာနဲ့ဟာဒီနေ့တော့ကန်ဆိုးပြီးနမိတ်မကောင်းမှုစေပြီးတွေးလိုက်ရောတကယ်တော့အဖွားကြီးကသူ့ဘာသာသူလာတာပါ။ဒါပေမဲ့ကိုကကန်ဆိုးပြီးလို့တွေးလိုက်တဲ့အခါတနေ့ကုန်ကိုယ်စိတ်ကမကြည်တော့ပဲလောက်သမျှအလွဲချော်ဖြစ်ပြီးကိုတွေးတဲ့အတိုင်းတကယ်ကန်ဆိုးသွားတတ်ပါတယ်။ဒါဟာကိုယ်စိတ်ကဖန်တီးလိုက်တဲ့ကိုယ်ပိုင်အတွင်းရန်သူပါပဲ။ဒါဆိုရင်ဒီအတွင်းရန်သူဝင်လာရင်ဘယ်လိုလုပ်ကြမလဲ။စိတ်အားငယ်စရာကြောက်စရာအတွေးတွေဝင်လာပြီဆိုရင်ဆရာကြီးပေးထားတဲ့နီလန်ကရိုးရိုးလေးနဲ့ထိရောက်ပါတယ်။အဲ့ဒီစိတ်တွေပြေပြောက်သွားအောင်လဲပတ်ရမယ်တချင်းဆိုရမယ်တီးမှုတ်ရမယ်တဲ့။ဆိုလိုတာကအခန်းအောင်ပြီးမှိုင်မနေနဲ့အကြောက်တရားထဲမှာနစ်မနေနဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားတာတချင်းအော်ဆိုပစ်လိုက်တာပျော်စရာတစ်ခုခုကိုချစ်ချင်းထားလုပ်လိုက်ပါအဲ့ဒီလိုလှုပ်လိုက်တဲ့အခါကျွန်တော်တို့ရဲ့စိတ်ကအကြောက်တရား line frequency ကနေပြတ်ထွက်သွားပြီးကြည်လင်းတဲ့စိတ်အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ကဲဆရာကြီးပေမှုနဲ့ရဲ့စောင်းမလေးကိုဖတ်ပြီးပြီဆိုတော့ဒီနေ့ကစပြီးကျွန်တော်တို့ရဲ့ဘဝမှာလက်တွေ့ကျင့်သုံးလို့ရမယ်အချက်၃ချက်ကိုပြန်စူးစီးလိုက်ရအောင်။နံပါတ်၁အချက်အိယာဝင်တိုင်းစိတ်ကိုလျှော့ပါ။ညဘက်အိယာဝင်ကနေရင်ခန္ဓာကိုယ်ကိုတောက်မထားပါနဲ့။အကြောအခြေအနေကိုလျှော့စိတ်ကိုလျှော့ပြီးငါစီကိုငွေတွေခွင်လန်းနေရောက်လာနေပြီဆိုတဲ့ယုံကြည်စိတ်နဲ့အိပ်ဆက်ပါ။နံပါတ်2အချက်ကြောက်စိတ်ဝင်လာရင်ချစ်ချင်းဖြတ်ပါငါဒုက္ခရောက်တော့မယ်ဆိုတဲ့အတွေးတွေဝင်လာတာနဲ့ရက်လိုက်စမ်းလို့ကိုပြန်ပြောပါအဲ့ဒီအတွေးတွေကိုစက်မတွေးပါနဲ့ချစ်ချင်းနေရာကထပါရေတစ်ခွက်တောက်လိုက်ပါတချင်းဆိုလိုက်ပါနံပါတ်3အချက်ငါမစင်းရဲနိုင်ဘူးလို့ယုံကြည်ပါအလုတ်ပြုတ်သွားတာတွေအစင်မပြေတာတွေဖြစ်နေရင်တောင်လောကကြီးကကြွယ်ဝတယ်ငါအတွက်နောက်ထပ်လမ်းစာတစ်ခုပေါ်လာအောင်မှာပဲဆိုတဲ့စိတ်ဓာတ်ကိုခိုင်မာမွေးမြူထားပါဆရာကြီးပေမိုးနေကတော့ကျွန်တော်တို့ကိုလမ်းပြပေးခဲ့ပါ යි လိုချင်တာကိုယုံကြည်မှုနဲ့ဆွဲယူပါမလိုချင်တာကိုကြောက်စိတ်နဲ့မဖိတ်ခေါ်ပါနဲ့တဲ့လောကကြီးကမိတ်ဆွေရဲ့အတွေးတွေကိုအမြဲတမ်းနားထောင်နေပါတယ်ဒါကြောင့်ကောင်းတာကိုပဲတွေးပြီးကောင်းတာကိုပဲဖိတ်ခေါ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့ရဲ့အတွေးခေါ်တစ်ခုခုကိုပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကိုအားပေးတဲ့အနေနဲ့ like and share လေးလုပ်ပေးခဲ့ဖို့နဲ့အခုလိုဆရာကြီးပေမိုးနေရဲ့စောင်းပါးလေးတွေကိုတင်ဆက်ပေးစေချင်တယ်ဆိုရင်ခွန်မမှာ yes လို့ရေးပေးသွားပါဦးဒီလိုစာပေဘုဒ္ဓတာတွေကိုအမြဲတမ်းဖတ်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်ထားပြီး notification နေရာလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်မှာလည်းဘဝတိုးတက်ဖို့အထောက်အကူပြုမဲ့စာအုပ်ကောင်းတအုပ်နဲ့အတူပြန်လာခဲ့ပါမယ်မိတ်ဆွေတို့အားလုံးကိုလိုချင်တဲ့ဘဝကိုဖန်တီးနိုင်တဲ့သူတွေဖြစ်ကြပါစေ